ဖြူဖြူညူလာပြီအခုတော့ညူသွားပြီအခုမှပြီကိုယ်ခေါ်လာပြီဤတစီလောက်တော့လူချင်မလေးဝေညလာသူရှိမသူရီခေါ်ချုံမဲ့တမျိုးတော်လာအောင်မို့ကြသူအေးရည်ရှိတစီလောက်တော့ဝေချင်မလေးလူချင်မသူရှိမသူရီခေါ်ချုံမဲ့တမျိုးတော်လာအောင်မို့ကြသူအေးရည်ကိုယူအေးရကဤကိုယူမိထားတဲ့တင်မလို့ချင်တဲ့တန်စာက300လောက်တော့ရှူမအေးကန်ညညဖမရန်ကုန်သူမန္တလာနေလို့ရန်ကုန်သူမန္တလေးတော်လို့အသားလေးပြန်တဲ့စူရွှေဘုဒ္ဓနခါတော့မြန်ရန်ကုန်လေးမို့ယူဘယ်လိုအသားလေးမဲ့ဝါဝါညက်ညက်ဖြူရွှေဘုဒ္ဓနခါတော့မြန်ရန်ကုန်လေးမို့ယူဘယ်လိုအသားလေးမဲ့ဝါဝါညက်ညက်ဖြူဇုံတော်ကြည့်နိုင်သူနဲ့မန္တလေးမြို့တော်သူဇုံတော်ကြည့်နိုင်သူနဲ့မန္တလေးမြို့တော်သူရွှေဘုဒ္ဓနခါလေးညရင်ဖြင့်စိမ့်စိမ့်ညက်ညက်ဖြူဖြူကျန်ညက်ဖမရန်ကုန်သူမန္တလာနေလို့ရန်ကုန်သူမန္တလေးသွားလို့အသားနေပြန်တဲ့စူတော့မြိုင်ကြီးလာရင်ကိုကန်ကိုပေးချရင်လို့ဖြူဖြူအသားထိအောင်မခါသူအေးရင်မချူဝဲနဲ့စာလို့ဖြူဆရာတင်လို့ရှိကအတွေ့မငါတခါရည်သူရွှေဦးသူရဲ့လေးမေပြူပြူလို့ရှင်နာကဘာမရှိသူပညာရှိတိရပါလေအမှန်တွေ့ယူကျန်ရဖမရန်ကုန်သူမန္တလာနေလို့ရန်ကုန်သူမန္တလေးသွားလို့အသားမေးပြန်တဲ့စူအသားရေးဖြူလူဝေးမှုလာအသားတော်ညူညံ့ညကဲလမ်းလို့တဲ့ဘွားကကြွားချင်သူအသားရေးဖြူလူဝေးမှုလာအသားတော်ညူညံ့ညကဲလမ်းလို့တဲ့ဘွားကကြွားချင်သူအသားလေးမဖြူကြွားချင်သူတပင်ရောက်မထောင်ကျမတို့ဘုကကြယူရှိဘူးတနခါတော့မြန်ရန်ကုန်လေးမို့ယူဘယ်လိုအသားလေးနဲ့ဝါဝါညက်ညက်ဖြူရှိဘူးတနခါတော့မြန်ရန်ကုန်လေးမို့ယူဘယ်လိုအသားလေးနဲ့ဝါဝါညက်ညက်ဖြူဇုံတော်ကြည့်နိုင်သူနဲ့မန္တလေးမြို့တော်သူဇုံတော်ကြည့်နိုင်သူနဲ့မန္တလေးမြို့တော်သူရွှေဘုဒ္ဓနခါလေးညရင်ဖြင့်စိမ့်စိမ့်ညက်ညက်ဖြူဖြူကျန်ညက်ဖမရန်ကုန်သူမန္တလာနေလို့ရန်ကုန်သူမန္တလေးသွားလို့အသားမေးပြန်တဲ့စူ